ငါမင်းကိုစန့်ကျင်ညင်နှောင်းနေပါလုံးမတိမချင်းဝက်ရှင်တုတ်ဖြင့်ရိုက်တတ်စေအခုနေရရဲ့တာဝန်ရှိသူကဘယ်သူလဲအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံမှာတောင်ပြုံးမင်းနှစ်ပါးဒါမှမဟုတ်ရွှေပြင်းညီနောင်ဆိုတာကိုမသိတဲ့သူမရှိသလောက်ပါပဲဒါပေမဲ့သူတို့ရဲ့ဖခင်ပြဲဝီပြတ်တာတို့ဘလို့ကြောင့်ပကံကိုရောက်လာတာလဲမိခင်ပုတ်ပါမေတော်နဲ့ဘလို့ဆောင်ခဲ့တာလဲတရုတ်မင်းဥတီဘွားကိုဘလို့ပညာပြခဲ့ပြီးနောက်ဆုံးဘာကြောင့်ရဲရဲဆက်ဆက်ကိုမြက်ခံခဲ့ရတာလဲဆိုတဲ့အသေးစိတ်သမိုင်းကြောင်းကိုလူအများစုတေချာမသိကြပါဘူးဒီနေ့မှာတော့သမိုင်းတွေကရွှေပြင်းညီနောင်ရဲ့ဘဝဇာတ်ကြောင်းကိုအစအဆုံးအသေးစိတ်တင်ဆက်ပေးသွားမှာမို့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးကြပါဦးဇလန်းကတော့တထုံပြည်ကနေစတင်ခဲ့ပါတယ်။ရဲဝီနဲ့ပြက်တက်ဟာအာရက်အိန္ဒိယနွယ်ဖွားတင်မောပြက်ဒုက္ခသည်ညီကိုနှစ်ဦးဖြစ်ပါတယ်။သူတို့တထုံပြည်ကိုရောက်နေချိန်မှာမထေတပားရဲ့အကြောင်းမှာခိုလုံရင်းအမှတ်မထင်ဇော်ကြီးဖိုဝင်သားကိုစားမိသွားကြပါတယ်။ထိုအသားကိုစားပြီးတဲ့နောက်မှာညီကိုနှစ်ဦးစလုံးဟာမြေရှိုးမှုပြန်နိုင်ပြီးလူရောက်1000စာခွန်အားတွေကိုရရှိသွားခဲ့ကြပါတယ်။အဲ့ဒီလိုခွန်အားတွေရှိလာတော့တထုံဘရင်မနူဟာမင်းကသူတို့ကိုကြောက်ရွံ့ပြီးဖန်စီတက်ဖြတ်ဖို့စူးစမ်းခဲ့ပါတယ်။ဘေးသွေးနဲ့ဘေးတက်ကိုအခုချက်ချင်းငါရှိတော့ကိုခောက်ခဲ့စက်ရဝီကတော့အဖမ်းခံရပြီးတထုံမှာပဲအသက်ခံလိုက်ရပေမဲ့ညီဖြစ်သူပြက်တကတော့ပကံပြည်အနော်ရထာမင်းကြီးထံထွက်ပြေးခိုလုံခဲ့ပါတယ်။အနော်ရထာမင်းကြီးကပြက်တရဲ့စွမ်းမကားကိုသဘောကျလို့ပကံတက်မတော်ရဲ့ပန်းဆက်သမားအဖြစ်ခန့်အပ်ပြီးအနီးကပ်အမှုထမ်းစေခဲ့ပါတယ်။ပြက်တဟာသူ့ရဲ့စွမ်းအားနဲ့တနေ့တည်းတင်ပကံကနေပုတ်ပါတောင်ကို10ခေါက်ပြန်ပြေးပြီးမင်းကြီးအတွက်လက်ဆက်တဲ့ပန်းတွေကိုခူးပေးခဲ့ရပါတယ်။ဖခင်ပြက်တဟာပုတ်ပါတောင်ကိုပန်းကူးသွားရင်းနဲ့ပုတ်ပါတောင်ဆောင်ဘလူးမှသို့မဟုတ်တောဆောင်တဲ့သမီးဖြစ်တဲ့မေဝနနဲ့တွေ့ဆုံချစ်ကြိုက်ခဲ့ကြပါတယ်။ရင်းလို့ညာပြီးနောက်မှာသားနှစ်ဦးမွေးဖွားခဲ့ပြီးမောင်ရှင်နဲ့မောင်မီးလို့နာမည်ပေးခဲ့ပါတယ်။သူတို့ကတော့နောက်ပိုင်းမှာထင်ရှားလာမဲ့ရွှေပြင်းကြီးနဲ့ရွှေပြင်းငယ်တို့ပဲဖြစ်ပါတယ်ဒါပေမဲ့အပျော်လွန်တာကအသက်အန္တရာယ်ဖြစ်လာခဲ့ပါတယ်။ပြစ်တဟာမေဝနနဲ့ပျော်ပါနေတာကြောင့်တရက်မှာအနော်ရထာမင်းကြီးထံပန်းဆက်ဖို့နောက်ကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအနော်ရထာမင်းကြီးဟာစစ်ရေးပြင်ဆင်နေချိန်ဖြစ်လို့စီကန်းအလွန်ကြီးနေချိန်ပါမင်းကြီးကပြက်တက်ကိုအမိန့်တော်ဖီဆန်နဲ့စီကန်းပြက်ကွက်တယ်ဆိုပြီးဖန်းစည်းကတောင်ပြုံးအရက်မှာကိုမြတ်တက်ဖြတ်စီခဲ့ပါတယ်။ပြက်တတေဆုံးသွားကြောင်းကြားရတဲ့အခါမိခင်မဲဝင်နာလည်းရင်ကွဲနာကြပြီးတေဆုံးသွားခဲ့ကပုတ်ပါမယ်တော့နှက်ဖြစ်သွားခဲ့ရပါတယ်။မိဘနှစ်ပါးစလုံးတေဆုံးသွားပြီးနောက်မိဘမဲ့ဖြစ်ကြံခဲ့တဲ့ရွှေပြင်းညီနောင်ကိုအနော်ရထာမင်းကြီးကတနာစိတ်ဝင်ပြီးပကံနန်းတော်ကိုခေါ်ယူမွေးစားခဲ့ပါတယ်။မင်းကြီးကသူတို့ကိုသားတော်စောလူမင်းကျန်စစ်သားတို့နဲ့အတူစစ်ပညာတွေသင်ကြားပေးခဲ့တယ်။သူတို့ဟာလည်းအဖေတူသားပြီးမြေရှိုးမှုပြန်နိုင်ပြီးခွန်အားအလွန်ကြီးမားတဲ့သူရဲကောင်းကြီးတွေဖြစ်လာခဲ့ကြပါတယ်။သူတို့ရဲ့အကြီးမားဆုံးစွမ်းဆောင်ချက်ကတော့တရုတ်ပြည်စစ်ပွဲမှာဖြစ်ပါတယ်။အနော်ရထာမင်းကြီးဟာတရုတ်ပြည်ကနေမြတ်စွာဘုရားရဲ့ဆွေတော်ကိုပင့်ဆောင်ဖို့စစ်တပ်ကြီးနဲ့ချီတက်ခဲ့ပေမဲ့တရုတ်ဦးတီဘွားမင်းကဂယုမဆိုင်ပဲနန်းတော်တကားပိတ်ပြီးမတွေ့ပဲနေခဲ့ပါတယ်။ငါခွင်းပြိုချက်မရှိပဲဘယ်သူမှအဝင်းမခံနဲ့အဲ့ဒီအခါအနော်ရထာမင်းကြီးကရွှေပြင်းညီနောင်ကိုလွှတ်ပြီးပညာပြခိုင်းခဲ့ပါတယ်။မြင့်တက်ခေါင်ရံမှာရွှေပြင်းညီနောင်ဟာတရုတ်နန်းတော်ရဲ့အဆောင်အကျက်တွေကိုကြော်ဖြတ်ကမြေရှိုးပြီးဦးတီဘွားမင်းရဲ့အိတ်ဆောင်တဲ့အထိလှုပ်ဝက်ဝင်ရောက်ခဲ့ပါတယ်။သူတို့ဟာအိပ်ပျော်နေတဲ့တရုတ်မင်းရဲ့ကိုယ်လုံးပေါ်မှာထုံးဖြူနဲ့မြင်းသုံးချောင်းဆွဲခဲ့ပြီးနန်းဆောင်နေရန်မှာငါတို့အရှင်ပကံမင်းကြီးကိုမလေးမစားလို့ရင်အသက်ချမ်းသာပေးမည်မဟုတ်ဆိုပြီးရာဇတန်စာရေးခဲ့ပါတယ်။ဦးတီဘွားမင်းလန့်နိုးလို့နေရန်ကစားနဲ့မိမိကိုယ်ပေါ်ကထုံးတွေကိုမြင်တဲ့အခါအသက်ဘေးကိုကြောက်လန့်ပြီးအနော်ရထာမင်းကြီးထံချက်ချင်းထွက်ကမဟာမိတ်ပြုပြီးဆွေတော်ပင့်ဆောင်ခွင့်ပေးခဲ့ရပါတယ်။ဤလိုရဲ့ကြောင့်ရွှေပြင်းညီနောင်ဟာပကံပြည်ရဲ့အထင်ရှားဆုံးစစ်သူကြီးများဖြစ်လာခဲ့ပါတယ်။ရွှေပြင်းညီနောင်တွေကညီဖြစ်သူရွှေပြင်းငယ်ရဲ့အချစ်ဆက်လန်းကိုပြောပြခြင်းပါတယ်။တရုတ်ပြည်ကအပြန်လန်းခီးမှာကကုတန်ရွာကိုရောက်တဲ့အခါရွှေပြင်းငယ်ဟာရွာသူကြီးသမီးအလွန်ချုံမောလှပတဲ့မနံပွားနဲ့တွေ့ဆုံပြီးချစ်ကြိုက်ခဲ့ကြပါတယ်။သူတို့နှစ်ဦးဟာခိုးရလိုက်ပြေးခဲ့ကြပြီးအနော်ရထာမင်းကြီးမသိအောင်လျှို့ဝှက်ပေါင်းသိမ်းခဲ့ကြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာမင်းကြီးတည်သွားပြီးခေါ်ယူစစ်ဆေးတဲ့အခါရွှေပြင်းငယ်ကမနံပွားကိုအလွန်ချစ်မြတ်နိုးကြောင်းထွက်ဆိုခဲ့ပါတယ်။တားတော့ဘာဖြစ်လို့လမ်းကကြီးမှာကြားနေတာလဲ
အရှင်မင်းကြီးကျွန်တို့မှာချစ်ရသူရှိနေပါပြီ ဒီချစ်ဆက်လန်းဟာအရက်သေးစာတောက်စားတတ်တဲ့ရွှေပြင်းညီနောင်တို့စစ်စည်းကမ်းလင်းဟင်းလာစေဖို့တွန်းအားတစ်ခုဖြစ်လာခဲ့ပါတယ်။ငါအနော်ယထာမင်းတရုတ်ပြည်ကအပြန်ဖျားတကာအဖြစ်နဲ့တောင်ပြုံးရက်မှာစုတောင်းပြည့်မြတ်စွာဖျားကိုတီထားကိုးကွယ်ဖို့ပြင်ဆင်ခဲ့ပါတယ်။မင်းကြီးကမိမိရဲ့ရဲမက်စစ်တီအားလုံးကိုကုသိုလ်ပါဝင်စေခြင်းလို့တယောက်ကိုအုတ်တစ်ချက်စီလာရောက်လူဒန်းပြီးဖျားတီဖို့အမိန့်ထုတ်ခဲ့ပါတယ် ကိုတော့မင်းကြီးအမင်းပေးထားတာရှိသေးတယ်နော်ရပါတယ်အရေးမကြည့်ဘူးနောက်မှလောက်တာပေါ့ ဒါပေမဲ့စစ်ပွဲနိုင်လာလို့မမာနထောင်လွှားနေတဲ့ရွှေပြင်းညီနောင်နှစ်ဦးဟာလူငယ်တဘာဝအရက်သေးစာတောက်စားကြက်တိုက်နောင်ကစားတာတွေပဲလုပ်နေပြီးဖျားတီတဲ့အလုပ်ကိုပြက်ကွက်ခဲ့ပါတယ်ဖျားတီပြီးလို့မင်းကြီးလာရောက်စစ်ဆေးတဲ့အခါဖျားနေရန်မှာအုံနှစ်ချက်စာနေရလို့ဖြစ်နေတာကိုတွေ့သွားခဲ့ပါတယ် အခုနေရရဲ့တာဝန်ရှိသူကဘယ်သူလဲအခုနေရရဲ့တာဝန်ရှိသူကရွှေပြင်းချင်းနဲ့ရွှေပြင်းငယ်ဖြစ်ကြမှာပါအခုချက်ချင်းရွှေပြင်းကြီးနဲ့ရွှေပြင်းငယ်နေရောက်လို့ငါရှိကိုခေါ်ခဲ့စ မင်းကြီးကစုံစမ်းစစ်ဆေးတဲ့အခါရွှေပြင်းညီနောင်တို့အလုံးမလုံးပဲလောင်းကစားလုပ်နေတာကိုသိရှိသွားပြီးစစ်စည်းကမ်းဖောက်ဖျက်မှုဘရင်အမိန့်ကိုမထီမဲ့မြင်ပြုမှုတို့ကြောင့်မြေကိုနှစ်ဦးကိုဖမ်းဆီးကတောင်ပြုံးအရက်မှာပဲကုမြတ်ဖို့အမိန့်ပေးခဲ့ပါတယ် ငါမင်းကိုစန့်ကျင်ညင်နှောင်းနေပါလုံးမတိမချင်းဝတ်ရင်တုပ်ဖြင့်ရိုက်တတ်စေ အချို့သမိုင်းပညာရှင်များကတော့နင်းတို့ညီကိုခွန်အားကြီးလွန်းလို့နောက်တစ်ချိန်ပကံထီးနှန်းကိုလုတ်ကြံမှာဆိုလို့နိုင်ငံရေးအရာကြိုတင်ရှင်းလင်းတာဖြစ်တယ်လို့လည်းဆိုကြပါတယ်အသက်ခံရပြီးနောက်ရွှေပြင်းညီနောင်ဟာနှစိမ့်ဖြစ်သွားခဲ့ပြီးအနော်ယထာမင်းကြီးရဲ့ဖောင်တော်ကိုရှေ့ကနေစီးတားကနင်းတို့နေထိုင်စရာနန်းနန်းတောင်းခံခဲ့ပါတယ် အရှင်မင်းကြီးကျွန်ုပ်တို့ဟာအရှင်မင်းကြီးကုမြတ်လိုက်တဲ့ရွှေပြင်းကြီးနဲ့ရွှေပြင်းငယ်ဖြစ်ပါတယ်ကျွန်ုပ်တို့ညီနောင်နှစ်ပါးအတွက်နေစရာလေးတစ်ခုလောက်ဆောက်လုပ်ပေးပါလား ထို့ကြောင့်မင်းကြီးကနင်းတို့တေဆုံးသွားခဲ့တဲ့နေရာကိုအစွဲပြုပြီးတောင်ပြုံးမင်းနှစ်ပါးဟုပွဲပေးကနန်းနန်းဆောက်လုပ်ပေးခဲ့ပြီးကိုးကွယ်စေခဲ့ပါတယ်ယနေ့တိုင်အောင်မန္တလေးတိုင်းတောင်ပြုံးရွာမှာနှစ်စဉ်ဝါကောင်လရောက်တိုင်းကြီးကျယ်ခမ်းနားတဲ့တောင်ပြုံးနှစ်ပွဲတော်ကိုကျင်းပကြပြီးတောင်ပြုံးဖျားပေါ်မှာလည်းရွှေပြင်းညီနောင်တို့မလူရန်ခဲ့မိတဲ့အုံနှစ်ချက်စာနေရာလို့ကိုဒီနေ့အထိမျက်မြင်တွေ့ရှိနိုင်ပါသေးတယ်ဒါကတော့သမိုင်းတွေကရွှေပြင်းညီနောင်ရဲ့ကြေကွဲစရာဘဝဇာတ်ကြောင်းပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ပေးခဲ့ကြပါဦးတော့အားလုံးကိုကျေးဇူးတင်ပါတယ်